ဒါကတော့ American ကိုပြောက်ဘုံကျဲလေရင် B2 Spirit ပဲဖြစ်ပါတယ်။ American ရဲ့နောက်ဆုံးပေါ်အဆင့်မြင့်တီထွင်မှုတွေတဲကတစ်ခုလည်းဖြစ်ပါတယ်။သူ့ရဲ့ကိုပြောက်စွမ်းရည်ကြောင့်ရန်သူနယ်မြေတွေကိုဓာတ်ရိုက်ဝင်ရောက်တိုက်ခိုက်နိုင်ပြီးရန်သူရေဒါတွေကမမြင်နိုင်တဲ့အတွက်ကိုပြောက်တယ်လို့ဆိုကြတာပါ။ဝေဟင်ထက်ကကိုပြောက်တစီလို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်။တိကျတဲ့ GPS လမ်းညွှန်မှုစနစ်ပါဝင်ပြီးအဖြတ်စွမ်းအားမြင့်တဲ့ဘုံတွေကိုတင်ဆောင်လာတဲ့ B2 တစီဟာပြစ်မှတ်ကိုမိုင်ထောင်ပေါင်းများစွာအကွာကနေတိကျအောင်ဖျက်ဆီးပစ်နိုင်စွမ်းရှိပါတယ်။သူ့ရဲ့ကိုပြောက်စွမ်းရည်ကြောင့်ရန်သူရေဒါတွေမှာလုံးဝဖမ်းလို့မမိတဲ့အတွက်အန်ဒီရဲ့အများဆုံးမစ်ရှင်တွေကိုရန်သူတွေမသိစေဘဲအောင်မြင်အောင်စွမ်းဆောင်နိုင်ပါတယ်။ဒါအပြင်ဒီလေရင်ကိုလေထဲမှာတင်စီဖြည့်လို့ရတဲ့အတွက်ကဘာကြီးရဲ့ဘယ်နေရာကိုမဆိုမရက်မနာပဲဇက်တိုက်ပြန်တန်းနိုင်မှာဖြစ်ပါတယ်။ B2 ဟာကမ္ဘာပေါ်မှာဈေးအကြီးဆုံးလေယာဉ်မြန်ဖြစ်ပြီး American $2.13 ဘီလီယံတန်ကြေးရှိပါတယ်။ဒီတန်ကြေးဟာ Boeing 747 လေယာဉ်73စီးနဲ့ညီမျှပါတယ်။ဒီတော့ B2 တွေဟာဘာကြောင့်ဘီလီယံနဲ့ချီပြီးတန်ဖိုးရှိနေရတာလဲ။သူ့ကိုဘယ်လိုလျှို့ဝှက်နည်းပညာတွေနဲ့တိစောက်ထားတာလဲ။ဒီဗီဒီယိုလေးမှာတော့အဝေးဆုံးကွာဝေးကိုပြန်တန်းနိုင်ပြီးပြစ်မှတ်ကိုအလွန်တိကျအောင်တိုက်ခိုက်ချေမှုန်းနိုင်တဲ့ B2 Spirit ရဲ့လျှို့ဝှက်နည်းပညာတွေအကြောင်းကိုတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ဗီဒီယိုလေးမစတင်ခင်ကျွန်တော်တို့ရဲ့ Insight တိုင်ချက် Channel ကို Subscribe နှိပ်ပြီးဘေးနားက Noti ခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ကြဖို့လည်းပြောချင်ပါတယ်။ B2 တွေကိုစေအေးကာလအတွင်းတုန်းကအလွန်ဝေးကွာတဲ့ပြစ်မှတ်တွေကိုတိတ်တဆိတ်ဘုံကျဲနိုင်ဖို့အဆင့်မြင့်တင်ခဲ့ကြတာဖြစ်ပါတယ်။1989ခုနှစ်ကတည်းက American စစ်တပ်ရဲ့အရေးပါဆုံးလက်နက်တစ်ခုပစ်ခဲ့ပါတယ်။ B2 လေယာဉ်မြန်တွေရဲ့အရှည်ကတော့69 ပေရှည်လျားပြီးအတောင်ပံနှစ်ခုရဲ့အကွာဝေးကတော့182 ပေရှိပါတယ်။ B2 Spirit ကိုပြောက်ဘုံကျဲလေရင်လို့ခေါ်ရတဲ့အကြောင်းကတော့သူ့ရဲ့ကိုရောင်ဖြောင်းနိုင်တဲ့အဆင့်မြင့်နည်းပညာအကြောင်းပဲဖြစ်ပါတယ်။ကိုပြောက်နည်းပညာဆိုတာကတော့ B2 ကိုတိစောက်ထားတဲ့ဒီဇိုင်းကြောင့်ပါပဲ။သူ့ရဲ့ထူးခြားတဲ့ဒီဇိုင်းကြောင့်ရန်သူရေဒါတွေကခြေရာခံလို့မရတဲ့အတွက်ကိုပြောက်နေတယ်လို့ဖြစ်နေတာပါ။ဒီနေရာမှာလေကြောင်းကာကွယ်ရေးစနစ်ရဲ့ရေဒါတွေလှုပ်လှုပ်ပုံကိုအနည်းငယ်ရှင်းပြခြင်းပါတယ်။ရေဒါတွေဟာအရက်မျက်နှာအနှံ့ရေဒါလှိုင်းတွေကိုအဆက်မပြတ်ပို့လွှတ်နေပါတယ်။ဒီအချိန်မှာမသင်္ကာစရာလေရင်တစ်စီးသာပြန်တန်းလာခဲ့မယ်ဆိုရင်ရေဒါလှိုင်းတွေကအဲ့ဒီလေရင်ကိုထိမိပြီးပြန်ကန်ထွက်လာပါတယ်။ပြန်ကန်ထွက်လာတဲ့လှိုင်းတွေကိုအခြေစိုက်စခန်းကပြန်လည်ဖမ်းယူပြီးအဲ့ဒီလေရင်ကိုအလွယ်တကူပဲပစ်ချနိုင်ပါလိမ့်မယ်။ဒါပေမဲ့ B2 Spirit ကိုရေဒါလှိုင်းတွေရိုက်ခတ်တဲ့အခါမှာဆိုရင်တော့သူ့ရဲ့ချောမွေ့တဲ့ဒီဇိုင်းကြောင့်ရေဒါလှိုင်းတွေကိုပြန်ကန်မသွားစေပဲနေရာအနှံ့ကိုတွေးဖယ်သွားစေပါတယ်။ဒါကြောင့်ရန်သူနယ်မြေပေါ်မှာဖြတ်ပြန်သွားရင်တော့ရန်သူတွေလုံးဝသိလိုက်ရမှာမဟုတ်ပါဘူး။ဒီအခြေအနေကိုပြောက်တယ်လို့ခေါ်ကြတာပါ။ B2 ရဲ့လေရင်ကိုယ်ထဲမှာလဲရေဒါလှိုင်းတွေကိုစုပ်ယူနိုင်တဲ့အထူးဆေးရည်တစ်မျိုးကိုတုပ်လိမ်းထားပါတယ်။ဒီဆေးရည်ကရေဒါလှိုင်းတွေကိုစုပ်ယူနိုင်တဲ့အတွက်ပြန်ကန်ထွက်သွားမှာကိုတားဆီးပေးပါတယ်။လေရင်ရဲ့တခြားအစိတ်ပိုင်းတွေကိုလည်းခြေရာခံလို့မရအောင်တိစောက်ထားပါသေးတယ်။စူညံတန်ကိုရှော့ချနိုင်ဖို့အတွက်အင်ဂျင်ကိုလည်းလေရင်ရဲ့အတွင်းပိုင်းမှာထည့်သွင်းတိစောက်ထားပါတယ်။အင်ဂျင်မျိုးစားကတော့ F18 GE100 Turbo Engine ၄လုံးနဲ့မောင်းနှင်တာပဲဖြစ်ပါတယ်။အင်ဂျင်တစ်လုံးစီဟာပေါင်18300အားနဲ့တွန်းကန်ပေးနိုင်ပါတယ်။ဒါကြောင့် B2 Spirit ကို10နာရီလောက်ပြန်တန်းမယ်ဆိုရင်လေရင်စီဂါလန်ပေါင်း4500ကုန်ကျမှာပါ။တန်ဖိုးငွေအားဖြင့်ကတော့ American $2,900,000ကုန်ကျနိုင်ပါတယ်။စီတိုင်ကီကိုတော့အတောင်ပံထဲမှာမြုပ်နှံထားပြီးအလေးချိန်အားဖြင့်ပေါင်1,670,000သယ်ဆောင်နိုင်ပါတယ်။ဒီရာကပဲ B2 ကိုမိုင်ပေါင်း6000လောက်စီမဖြေပဲမရမနာပြန်တန်းစေနိုင်တာပါ။ဒီတက်ပို့ပြီးဝေးပြန်တန်းခြင်းနဲ့ဆိုရင်လေစီဖြစ်လေရင်အကူအညီနဲ့မရမနာဆက်လက်ပြန်တန်းနိုင်အောင်ပါပဲဖြစ်ပါတယ်။ B2 ကိုမောင်းနေမဲ့လူ2ဦးလိုအပ်ပြီး Pilot နဲ့ Mission Commander တို့ပါဝင်ပါတယ်။ Pilot ကတော့ဘယ်ဘက်ခုံမှာထိုင်ရပြီး Mission Commander ကတော့ညာဘက်ခုံမှာထိုင်ရပါတယ်။လေရင်ရဲ့ကိုယ်တွေအားလုံးကိုလည်းအတောင်ပံတွေထဲမှာမြုပ်နှံထားပါတယ်။ဒီလိုထူးခြားတဲ့ဒီဇိုင်းကြောင့်လေရင်ကိုထိန်းချုပ်တဲ့နေရာမှာတာမန်လေရင်တွေနဲ့တိတိတသားကွဲထွက်သွားစေတာပါ။လေရင်ရဲ့အပြင်ပိုင်းထိန်းချုပ်ရေးကိရိယာတွေကတော့ပဲ့ထိန်းတက်မှတွေပဲဖြစ်ပါတယ်။တောင်ပံတစ်ဖက်စီမှာတက်မှ2ခုစီပါဝင်ပြီးလေရင်ကိုကွေ့ကျင်တဲ့အခါမှာတက်မှ2ခုကတပြိုင်နက်လှုပ်လုပ်ပါတယ်။အတောင်ပံတစ်ဖက်လုံးကတက်မှတွေကိုဖွင့်လိုက်မယ်ဆိုရင်တော့အရှိန်ထိန်းပေးတဲ့ brake system အနေနဲ့လှုပ်ဆောင်ပေးပါတယ်။အခုမြင်နေရတဲ့တက်မှလေးတွေကတော့လေရင်ရဲ့အမြင့်ပေထိန်းချုပ်တဲ့အလုပ်ကိုလုပ်ပါတယ်။တက်မှတွေအားလုံးကိုအပေါ်ကိုမြင့်လိုက်ရင်တော့လေရင်ကအပေါ်ကိုထောင်ထက်သွားမှာဖြစ်ပြီး
တက်မာရီအောက်ဘက်ကိုနှိပ်လိုက်ရင်တော့လေရင်ကအောက်ကိုထိုးဆင်းသွားမှာပဲဖြစ်ပါတယ်ဘယ်ဘက်ကတက်မာရီကအပေါ်ကိုမြင့်နေပြီးညာဘက်ကတက်မာရီကအောက်ဘက်ကိုနှိမ်ထားမယ်ဆိုရင်လေရင်ကဘယ်ဘက်ကိုစောင်းသွားမှာဖြစ်ပြီးညာဘက်ကတက်မာရီကမြင့်နေပြီးဘယ်ဘက်ကနှိမ်နေရင်တော့ညာဘက်ကိုစောင်းသွားမှာပဲဖြစ်ပါတယ်အခုမြင်နေရတာကတော့လက်နက်တွေထားတဲ့အခန်းဖြစ်ပြီးအဲ့ဒီအခန်းမှာဘုံတွေကိုစုံလည်စနစ်နဲ့တက်ဆင်ထားပါတယ်လေရင်မှုကဘုံကျဲဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာအောက်ဘက်ကတကားလေးပွင့်လာပြီးရွေးချယ်ထားတဲ့ဘုံကိုစုံလည်စနစ်နဲ့ရွေးချယ်ကျဲချနိုင်မှာပဲဖြစ်ပါတယ်ဒီစနစ်ဟာ B2 ကိုအမျိုးမျိုးသောလက်နက်တွေတည်ယူသွားလို့ရအောင်ပြုလုပ်ပေးထားပါတယ်ဥပမာပေါင်80ကနေပေါင်9000ပြင်းအားရှိတဲ့ဘုံမျိုးမျိုးပြစ်မှတ်ကိုအလင်းမြန်ပစ်ခတ်နိုင်တဲ့ GPS လမ်းညွှန်မှုပါတဲ့ဘုံတွေကိုပြောက်စနစ်ပါတဲ့တာဝေးပစ်ဒုံးကျည်တွေနဲ့နျူကလ িয়ার ထိပ်ဖူးတဲ့ဒုံးကျည်တွေကိုတောင်မှတည်ယူသွားနိုင်ပါတယ်အသုံးအများဆုံးဘုံကတော့ JDAM လို့ခေါ်တဲ့ GPS လမ်းညွှန်မှုစနစ်ပါတဲ့ဘုံပဲဖြစ်ပါတယ် B2 တစ်စီးဟာ JDAM ဘုံနဲ့ပြစ်မှတ်ကိုတိုက်ခိုက်မယ်ဆိုရင်ပြစ်မှတ်ရဲ့ဒီနေရာအပေါ်ကနေဓာတ်ရိုက်ပြန်တန်းသွားစရာမလိုပဲ10မိုင်အကွာကနေတိုက်ခိုက်နိုင်ပါတယ် JDAM ဘုံဟာလေရင်ပေါ်ကကျဲချလိုက်တာနဲ့တပြိုင်နက်သတ်မှတ်ထားတဲ့ဒီနေရာကို GPS လမ်းညွှန်မှုစနစ်နဲ့တိတိကျကျတိုက်ခိုက်ချေမှုန်းနိုင်ပါတယ် B2 Spirit ဟာကိုဖြောက်နိုင်တဲ့စွမ်းရည်တိကျမှုနဲ့မိုင်ထောင်နဲ့ချီပြီးမရမနာပြန်တန်းနိုင်တာတွေကြောင့်အံ့အားသင့်စရာကောင်းတဲ့တီထွင်မှုတစ်ခုပဲဖြစ်ပါတယ်သူ့ရဲ့တမှုထူးခြားတဲ့ဒီဇိုင်းနဲ့အဆင့်မြင့်တဲ့နည်းပညာတွေကြောင့် B2 ဟာတခြားသောစစ်သုံးလေယာဉ်တွေမစွမ်းဆောင်နိုင်တဲ့ mission တွေကိုတိတိကျကျအောင်မြင်အောင်ဆောင်ရွက်နိုင်ပါတယ်ဒါကြောင့်လဲ B2 ဟာ American စစ်တပ်ရဲ့တမိုးကြီးစစ်ဘက်ဆိုင်ရာပစ္စည်းတွေကတစ်ခုဖြစ်နေတာပေါ့အခုဗီဒီယိုလေးကိုကြိုက်နှစ်သက်ကြမယ်လို့လည်းမျှော်လင့်ပါတယ်အခုလိုဘူးသူရရစရာအကြောင်းအရာတွေကိုအသစ်သင်တိုင်းသိရအောင် channel ကို subscribe လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်း comment မှာရေးထားခဲ့လို့ရပါတယ်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ